Yo, what's up? ဒီနေ့ကတော့ဘောလုံးပွဲလည်းမရှိဘူးဆိုတော့ကျွန်တော်တို့ဒီ reaction ဘောလုံးနဲ့ပတ်သက်တဲ့ reaction လေးကျွန်တော်လုပ်မယ်ပေါ့နော် Let's get it. Últimos 4 años, ¿qué ha pasado? ¿Sabes qué ha pasado? Explíqueme, ¿cuál es la ocasión? Tienen poder, estos chicos tienen, Barcelona tiene mucho poder. No solo dentro de campo, fuera también. Ya no digo nada, todos los años se ven la misma cosa. Chelsea, Arsenal, Inter, Madrid. ¿Qué quieres que te diga? Speak about FIFA, I don't care about FIFA. The Qatar, don't give a စောက်ရလဲတယ်ကွာနောက်ဗီဒီယိုတစ်ပုဒ်ကတော့ဒါဒီအခုပြထားတဲ့ Toni Kroos ဆရာကြီးပေါ့နော်ဆရာကြီးရဲ့ဖန်တီးပေးမှုကိုကျွန်တော်တစ်ချက်ကြည့်လိုက်အောင်ဒါကြောင့်မို့လို့လေ Toni Kroos ဟာပြန်ပဲ့ရဲ့အမှားကိုဘယ်တော့မှအလွတ်မပေးပဲအပြစ်ပေးလို့ရှိတာပါဘောလုံးက Basquat စီရောက်သွားပြီးသူကတဆင့်ဘယ်ဘာဒီစီပေးလိုက်ပြီးမဲ့ Kroos ကဘောလုံးကိုကြော်တော့ပေးလိုက်ဖို့ဘယ်ဘာဒီကိုလက်ဟန်ပြလိုက်ပါတယ်ပြီးတော့ဘောလုံးကိုတစ်ချက်ပုတ်ထိပြီးအရှိကနေရာလွတ်ထဲကိုတိုးဝင်သွားခဲ့ပါတယ်ကဲအခု Vinicius ရဲ့ဒီနေရာကိုကြည့်လိုက်ပါသူကနေရာလွတ်ထဲမှာလုံးဝလူကတ်မခံထားရပဲလွတ်နေပါတယ်ဒီအချိန်မှာပြန်ဘက်ကွင်းလေလူအနေနဲ့ Vinicius စီသွားမဲ့ဖန်တီးပေးဖို့မှုလမ်းကြောင်းကိုအမြန်ဆုံးပိတ်ဆို့ထားတင်တာပါအဲ့ဒီလိုသာပိတ်လိုက်ရင်ကစားသမားတွေကြားမှာဟာကွက်တစ်ခုပေါ်လာမှာဖြစ်လို့ Kroos အတွက်ရွေးချယ်စရာအခြားလမ်းကြောင်းတစ်ခုရသွားပါလိမ့်မယ်Vinicius ကကွက်လက်ထဲကိုဆင်းလာပြီးဘောလုံးတောင်းလိုက်ပါတယ်ဒါပေမဲ့နောက်ခံလူကတုံ့ပြန်ရမယ့်အစားဘောလုံးစီကိုစွန့်ဝင်လူလိုက်တာကြောင့်သူကိုယ်တိုင်ယာတုနေရာလုံးဝလွဲချော်သွားခဲ့ပါတယ်ဒါဟာအမှားကြီးအမှားတစ်ခုပါပဲ Vinicius ကသူ့ဘာသာသူလှုပ်ရှားမှုနဲ့ဖန်တီးထားတဲ့နေရာလွတ်ထဲကိုစတင်ပြေးဝင်တဲ့အထိ Kroos ကစိတ်ရှိရှိနဲ့စောင့်နေခဲ့ပါတယ်ကွက်တိအခြေအနေရောက်တာနဲ့ Kroos ကလက်ညှိုးထိုးပြပြီးပြေးထွက်ဖို့ Vinicius ကိုအချက်ပြလိုက်ပါတယ် Vinicius ကဂိုးဘက်ကိုလှည့်ပြီးနေရာလွတ်ထဲကိုအရှိန်နဲ့ပြေးဝင်သွားပါတယ်နောက်ခံလူကတုံ့ပြန်မှုနောက်ကျသွားခဲ့တယ်လို့အရှိန်နဲ့အကုန်ပြတ်သွားခဲ့ရပါတယ်Toni Kroos ဟာအတိအကျဆုံးစက္ကန့်ပိုင်း micro စက္ကန့်လေးကိုစောင့်ပြီးပါရမီပါပါနဲ့ professional ဆန်လုံးနဲ့မြေဆိုင်ပေးပို့မှုကိုဖန်တီးပေးလိုက်ပါတယ် Vinicius ကလည်းအေးဆေးတည်ငြိမ်စွာနဲ့ပဲတွေးနဲ့အကွက်ကြကြဂိုးသွင်းယူသွားခဲ့ပါတယ်အဲ့တော့မိသေးလားမသိဘူးကျွန်တော်မှတ်မိတယ်အဲ့နှစ်က Vinicius အရန်ကောင်းတဲ့နှစ်ဆောင်ရန်ကောင်းတယ်အဲ့ဒီလုံးကဲကြည့်ရှုပေးလို့အားလုံးကျေးဇူးတင်ပါတယ်